進路の長年の友人、民然と申します。これからのお祝いのスピーチをミャンマー語で話しさせていただきます。အခုလိုချက်တီပေါင်းတဲ့ပြည်သူတွေမင်္ဂလာရက်ရက်မှာကျွန်တော်ရဲ့ရင်းရင်းတို့ချစ်ခဲ့ရတဲ့ဝေဖြူကျော်တဲ့သူ့ရဲ့ချစ်စတီးဒီမနာစာပါချုံမိုးနေတဲ့နိုင်ငံတော်တိုင်းပြည်တို့ရဲ့မင်္ဂလာတက်ခံပွဲမှာကွန်ပျူတာကြောင့်တိုင်းပြည်ရတဲ့ကြောင့်ရန်ကုန်ဝမ်းသာစီစဉ်နေတာဒီမင်္ဂလာတက်ခံပွဲကိုကြောက်ရောက်ချီးပေးကြတဲ့ဘုံကြီးရှိဦးကြီးမင်းပေါင်းမိတ်ဆွေပေါင်းနဲ့တကယ်ကြီးပေါင်းတို့ကိုလည်းမင်္ဂလာပါလို့ဒီတရားနေပြီးတော့ပုဂ္ဂိုလ်ဆက်တော်လိုက်ပါတယ်ဘလို့သာဝေတို့တော်ရဲ့ကျွန်တော်ဆိုလို့ရှိရင်သူကလုံခဲ့တဲ့9နှစ်ကျော်လောက်တုန်းကဂျပန်ကိုဆက်ရောက်လာတာအချိန်ကစပြီးတော့ဘောလုံးကွင်းမှာစပြီးတော့ရင်းနှီးခဲ့ကြတာဖြစ်ပါတယ်တဲ့အားဖြင့်တော့ကျွန်တော်တို့တယောက်ကအလောကွာချားနေပြီပဲလေဒါပေမဲ့ပြောင်းလဲပြောင်းတော့ဒီကိုယ်လုံးတကယ်ကြီးလို့ပြောနေမယ်ဆိုတော့ဆိုပဲလေဒီကောင်းတဲ့သူဒီနေ့ချိန်နဲ့ဆက်ဆံမှုရှိခဲ့ကြပါတယ်ဆိုတော့အခုကကျွန်တော်တို့ရဲ့ဒီဝေတို့ကြောဆိုလို့ရှိရင်ကျွန်တော်တို့ဂျပန်နာဂိုယာမှာရှိတဲ့ကျွန်တော်တို့ရဲ့ဖုစေကလပ်ပေါ်တော့ဖုစေတဲ့ကပတိကြောင့်လည်းဖြစ်ခဲ့ပါတယ်သူကတော့တဲ့ဒီအားဖြင့်တော့ငယ်တဲ့ဆိုပေမဲ့တောင်မှုပိုင်းတောင်ယူမှုပိုင်းတွေဒေသတွေကိုသူကနေပြောဘလုံးဆောင်မှုပိုင်းတွေအားသာစိတ်တဲ့ပိုင်းတွေမှာကျွန်တော်တို့ကတော့စာမီဒီမှာဒီစရာဒီရောက်တဲ့ဖြစ်ခဲ့တယ်ဒီလိုမျိုးဒီချင်းနေတဲ့ပြည်သူတို့ကြောင့်ပါလေဘောကြီးမှာခက်ခဲနေတဲ့ရင်ဆိုင်တဲ့ခါတိုင်းမှာဒီရဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ဒီလိုဘောဆောင်တဲ့ဘောသားတွေနဲ့မှန်ကန်စွာဥဆောင်နိုင်တယ်လို့ပဲယုံကြည်မိပါတယ်အဲ့ဒီလိုကျွန်တော်တို့ရဲ့ယုံကြည်အားကိုးရတဲ့ဝေတို့ကျော်ရဲ့ဘဝလေးကိုလုံခဲ့တဲ့3နှစ်လောက်တုန်းကကျွန်တော်တို့ရဲ့ဘယ်လိုပုံလဲ